တဲလေး ဟမ်ဘယ်ကောင်းလဲငါတခင်လူတဲလေးလို့ခေါ်တာရဆဆကွာလက်လိုက်ဆွဲမှာနော်လက်လိုက်ဆွဲမှာနော်အပြောဆိုတွေဆင်းချင်းတခင်ဘာမှမကြောက်နဲ့ကိုဦးရှိတယ်ဒီလူမသားတွေခွေးနဲ့ပြိုင်မကိုက်ရဲဘူးစိတ်ချ ဟဲ့အောင်ဗျာမင်းကဘာမှုနဲ့ထဲရောက်နေအရက်မူပြီးကိုတခင်ကိုနောက်ကင်းနဲ့ပြန်ကန်တဲ့အမှုပါဟဲ့အောင်ကိုတခင်ကိုပြန်ကန်ရတယ်လို့ကွာဒီကောင်တော့ဆိုးတဲ့ကောင်ပဲဟဲ့အောင်မလို့ရဘူးလေအဲ့လိုတခင်ကျွန်တော်ဒီညတခင်နဲ့သူလာအိတ်လို့ရတာခုနဝုတရေကကြည့်တာဝုတရေကြောက်နေလို့ရကခွေးတရေကဖြစ်နေဆိုရင်လည်းကြောက်စရာကြီးဒီညတော့တခင်နာပဲအိတ်လိုက်တော့မယ်နော်ဘောတော့မအိတ်ပါဘူးအောက်နားမှာပဲအိတ်မယ်နော်တခင်နော်ကိုဦးရှူးမပေါက်ပါဘူးစိတ်ချဒီနားလေးမှာပဲအိတ်တာပဲတရေကြောက်စရာကြီးတခင်သေးလားလူကနေခွေးဖြစ်သွားတာခွေးကနေပြီးတော့ခွေးတရေပြန်ဖြစ်သွားတခင်ခါအဲ့လိုကောင်းတာနေတိုင်းတော့လာအိတ်ချင်တာရမလားတခင်တခင်ကျွန်တော်ဒီညတခင်နဲ့သူလာအိတ်လို့ရတာခုနဝုတရေကကြည့်တာဝုတရေကြောက်နေလို့ရကခွေးတရေကဖြစ်နေဆိုရင်လည်းကြောက်စရာကြီးဒီညတော့တခင်နာပဲအိတ်လိုက်တော့မယ်နော်ဘောတော့မအိတ်ပါဘူးအောက်နားမှာပဲအိတ်မယ်နော်တခင်နော်ကိုဦးရှူးမပေါက်ပါဘူးစိတ်ချဒီနားလေးမှာပဲအိတ်တာပဲတရေကြောက်စရာကြီးတခင်သေးလားလူကနေခွေးဖြစ်သွားတာခွေးကနေပြီးတော့ခွေးတရေပြန်ဖြစ်သွားတခင်ခါအဲ့လိုကောင်းတာနေတိုင်းတော့လာအိတ်ချင်တာရမလားတခင်အောင်မမင်းလေတာတော့ငါပြင်းအောင်ပြင်းသေးတယ်မင်းကလေတိုက်မှလေတာငါအော်တိုလေလို့ရတယ်ဒီမှာကြီးအဲ့အောင်နေတိုးနေဆရာကြီးအာယုံခံနေတဲ့နောက်ချက်ဖြစ်သွားမယ်အဲ့အောင်နေဘာလာလို့တာလဲ ဟုတ်ကဲ့ဆရာကြီးကျွန်တော်တို့လုပ်ငန်းလေးတွေနှီးကွေးနေလို့မြန်ဆန်အောင်ဓာတ်ရိုက်တက်ဆင်လာလုပ်တာပါခင်ဗျာ အေးကောင်းတယ်ခဏဆောက်ဒီမှာအာယုံဆက်ခံလာအောင်မယ်မပြီးသေးဘူး